မာကျမ်း66ကျမ်းမှဖြစ်ရမှန်ကောက်နှုတ်ချက်များနတ်ကောင်းနတ်မြတ်များကိုဖန်ဆင်းခြင်းဟိုးရှိတုန်းကဒီကဘာမြေကြီးတို့မိုးကောင်းကင်တို့ဆိုတာတွေမရှိသေးတဲ့အချိန်ကပေါ့အဲ့ဒီတုန်းကဘာဆိုဘာမှမရှိသေးတာကြောင့်လွတ်လပ်လာဟာပြင်ကြီးဖြစ်နေတယ်ဒါပေမဲ့ဘာဆိုဘာမှမရှိသေးခင်မှာအရာခတ်သိမ်းကိုပြုလုပ်နိုင်စွမ်းတကူနဲ့ပြည့်စုံတော်မူတဲ့ဖန်ဆင်းရှင်မြတ်စွာဘုရားကတော့ရှိနေနှင့်တယ်သူဟာတပ်ပညုဒဉာဏ်တော်ရှင်တကူအလုံးစုံနဲ့ပြည့်စုံတဲ့ဘုရားဖြစ်တယ်ဖျားပွင့်ဖို့လို့အမိမလိုပဲအစအဦးကလေးကရှိနေနှင့်တဲ့တဆူဒီသောဖျားအနန္တတကုရှင်မြတ်စွာဘုရားဖြစ်တယ်။အရာအလုံးဟာသူ့အားဖြင့်ဖြစ်လာတယ်။တနေ့ကြတော့အနန္တတကုရှင်မြတ်စွာဘုရားဟာသူစံမြန်းရာဘုံဗိမာန်တော်မှာသူ့ကိုခစားဖို့သူ့ကိုဝတ်ပြုဖို့ကိုးကွယ်ဖို့သူမိန့်တော်မူသမျှကိုလှုပ်ဆောင်ပေးဖို့အတွက်နတ်ကောင်းနတ်မြတ်များစွာကိုဖန်ဆင်းတော်မူတယ်။သူဖန်ဆင်းလိုက်တဲ့နတ်ကောင်းနတ်မြတ်များစွာကိုအစုကြီး၃စုခွဲပြီးအစုကြီးတစ်ခုစီမှာအကြီးအမှုလုပ်ဖို့နတ်ကောင်းနတ်မြတ်တစ်ပါးစီကိုခန့်အပ်လိုက်တယ်။သူတို့တွေကတော့လူစီဖာမိခေလနဲ့ဂါဗေလတို့ဖြစ်တယ်လူစီဖာဟာတခြားနတ်ကောင်းနတ်မြတ်အကြီးအမှုများထက်အနန္တတကုရှင်မြတ်စွာဘုရားရဲ့ပလင်တော်နဲ့အနီးကပ်ဆုံးနေရာကနေခစားခွင့်ရသူဖြစ်တယ်အနန္တတကုရှင်မြတ်စွာဘုရားကိုကိုးကွယ်ရာမှာဥဆောင်ရသူလည်းဖြစ်တယ်ဉာဏ်ပညာအစွမ်းတတ္တိနဲ့ပြည့်စုံပြီးတင့်တယ်ခြင်းအတရေနဲ့လည်းစုံလင်သူဖြစ်တယ်။သူဟာကောင်းခြင်းအဖျားပြားနဲ့ပြည့်စုံနေတော့အနန္တတကုရှင်မြတ်စွာဘုရားကိုကိုးကွယ်ရမှာဥဆောင်နေရတာကိုမတင့်တယ်မရောက်ရဲနိုင်တော့ဘူး။သူကိုယ်တိုင်သူတစ်ပါးရဲ့ရှ िख ိုးကိုးကွယ်မှုကိုတောင့်တလာတယ်။အနန္တတကုရှင်မြတ်စွာဘုရားရဲ့ဘုံတကုအာနုဘော်တော်ကိုအနီးကပ်မြင်တွေ့ခံစားရတော့သူကိုယ်တိုင်တကိုးရှင်ဖြစ်ချင်လာတယ်။ကိုးကွယ်မှုကိုခံချင်လာတယ်။သူကငါဟာတကိုးရှင်ဖျားလို့နေမယ်။ငါပလင်တော်ကိုငါတီဆောက်မယ်။အမြင့်ဆုံးနေရာမှာငါတက်နေမယ်။ငါနာမကိုငါချီးမြှောက်မယ်။အရာခတ်သိမ်းရဲ့အထက်မှာငါနေမယ်ဆိုပြီးကျုံးဝါလိုက်တယ်။အနန္တတကုရှင်မြတ်စွာဘုရားဟာသူဖန်ဆင်းထားတဲ့သူကသူ့ကိုပြန်ပုံကန်တာကိုခွင့်မပြုဘဲလူစီဖာကိုအထက်အရပ်ဘုံဗိမာန်ကနေမောင်းထုတ်ပြီးဒီကဘာမြေကြီးပေါ်ကိုပစ်ချလိုက်တယ်အဲ့ဒီအချိန်ကစပြီးနတ်ကောင်းနတ်မြတ်ဒုကြီးရဲ့အကြီးအမှုတူဖြစ်တဲ့လူစီဖာဟာမာနဆိုးကြီးဖြစ်သွားတော့တယ်သူဟာသူ့ကိုကိုးကွယ်ဖို့နတ်ကောင်းနတ်မြတ်ဒုကြီးတရက်လုံးရဲ့သုံးပုံတစ်ပုံကိုစီယုံသိမ့်သွင်းနိုင်ခဲ့တော့အဲ့ဒီနတ်ထုကြီးပါသူနဲ့အတူအထက်အရပ်ကနေနှင်ချခံရပြီးဒီကဘာမြေကြီးပေါ်ကိုကျဆင်းလာတယ်လူစီဖာနဲ့အပေါင်းအပါနတ်တွေဟာအဲ့ဒီလိုမောင်းထုတ်ခံရတဲ့အချိန်ကစပြီးအင်မတန်ဆိုးညစ်တဲ့မာနဆိုးတွေကောက်ကျစ်တဲ့မိစ္ဆာနတ်ဆိုးတွေဖြစ်သွားကြတယ်သူတို့ရဲ့လှုပ်ဆောင်မှုနဲ့လုပ်ငန်းဆောင်တာတွေအားလုံးဟာလည်းအနန္တတကုရှင်မြတ်စွာဘုရားကိုစန့်ကျင်ဖို့အနန္တတကုရှင်မြတ်စွာဘုရားရဲ့လုပ်ငန်းဆောင်တာတွေကိုဖျက်ဆီးဖို့ပုန်ကန်ဖို့အဖြစ်ပြောင်းလဲသွားပါတော့တယ်